mobile phone နဲ့ခောက်တင်ရေးလို့ရလားဒီမေးခွန်းကိုကျွန်တော်ရဲ့ဒီ TikTok ချက်ပေါက်မှာတော့ဒီ Messenger မှာပေါ့ပေါ့လာပြီးတော့မှမေးကြတဲ့မေးခွန်းတွေကအများဆုံးတော့ကျွန်တော်ပြောလို့ရမယ် mobile phone နဲ့ခောက်တင်လုပ်လို့ရလားအဲ့တော့ဒီနေ့အတွက်ကတော့လူကြီးတွေအတွက်မဟုတ်ဘဲနဲ့ကလေးတွေအတွက်ရှိပဲပြီးတော့မှကျွန်တော်ဒီမေးခွန်းကိုဖြေပေးပါမယ် mobile phone နဲ့ခောက်တင်လုပ်လို့ရပါတယ်အရင်တော့ကတော့အသက်9နှစ်10နှစ်6နှစ်ပေါ့နော်6ခွန်8ကလေးတွေအတွက်ကိုကြတော့ကျွန်တော်အနေနဲ့ကဒီ Scratch JR ဆိုတဲ့ app ပေါ့နော်အဲ့ဒါကိုကျွန်တော်ကညွှန်ပေးဖြစ်တယ်အဲ့ရနေပြီးတော့မှခေါင်းတင်လုပ်လို့ရတယ်အဲ့တော့10နှစ်ထက်ကြီးတဲ့ကလေးတွေကြတော့ခါကြတော့ကျွန်တော် Scratch ကိုညွှန်ပေးဖြစ်ပါတယ်ညွှန်ပေးရတာတိတ်တော့အဆင်ပြေရမဟုတ်ဘူး။ဘာကြောင့်မို့လဲဆိုတော့ Scratch ကကျွန်တော်ဒီ laptop တို့ပေါ့နော်ဒီ desktop တို့ပေါ်မှာပဲအဆင်ပြေတယ်ပေါ့နော်။ tablet မှာဆိုရင်တော့မှတိတ်ပြီးတော့မှအဆင်မပြေချင်တော့ပေါ့နော်သူနည်းနည်းလေးသေးသွားရရှိမယ်။ mobile phone မှာဆိုရင်တော့ပြောမနေနဲ့တော့မဖြစ်မနေ recommend ပေးရတာဖြစ်တဲ့အတွက်နည်းနည်းကြီးချက်ပြီးတော့မှအကျုပ်ချက်ကြည့်ပြီးလုပ်ခဲ့ရရှိပါတယ် Scratch နဲ့ဖုန်းပေါ်မှာရေးမယ်ဆိုလို့ရှိရင်Scratch ကိုသုံးပြီးဖုန်းမှာရေးမယ်ဆိုရင်ပေါ့ဗျာအဲ့တော့အခုကတော့ app တစ်ခုပေါ်လာပါပြီညွှန်ပေးစရာပေါ့နော် app တစ်ခုပေါ်လာပြီအဲ့ app နာမည်ကတော့ Auto Studio ဖြစ်ပါတယ် Auto Studio ကို2023 အောက်တိုဘာ24ရက်နေ့မှာတရားဝင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်သူ့ကိုကျွန်တော်ဒီ Scratch ကိုတီထွင်ခဲ့တဲ့ MIT Media Lab ရဲ့ Lifelong Kindergarten Group ကပဲသူတနာပြုလုပ်ပြီးတော့မှဒီထွင်ပြီးတော့မှရေးဆွဲခဲ့တာဖြစ်ပြီးတော့မှကဘာတဝင်းလုံးမှာရှိတဲ့ကျွန်တော်တို့ဒီကွန်ပျူတာမသုံးနိုင်တဲ့ကလေးတွေပြီး internet အလွယ်တကူမရတဲ့ကလေးတွေကိုပေါ့နော်ဒီဖုန်းတို့ tablet တို့ကိုအသုံးပြုပြီးတော့မှခုတ်တင်ရဲ့အခြေခံကိုအလွယ်တကူလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့မှထုတ်လုပ်ခဲ့တာဖြစ်ပါတယ် Auto Studio သုံးပြီးတော့မှကျွန်တော်ကုတ်ရေးတော့မယ်ဆိုလို့ရှိရင်သူက Scratch လိုပဲဒါမျိုး block လေးတွေကိုဆွဲပြီးတော့မှ drag and drop လုပ်လိုက်အောင်မယ်အရန်လွယ်တယ်ပေါ့နော်နောက်တစ်ခုကဒီ Auto Studio ကိုသုံးမယ်ဆိုလို့ရှိရင် internet လုံးဝမလိုပါဘူး internet မလိုတာဖြစ်တဲ့အတွက်ကျွန်တော် internet ခက်ခဲရှိတဲ့နေရာတွေမှာသူကလေ့လာလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဖုန်းရဲ့ features တွေကိုအသုံးပြုလို့ရတာပါဆိုကြပါစို့ဗျာဖုန်းကိုကျွန်တော်တို့ကဘယ်နဲ့ညာနဲ့စောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီ surprise တွေပေါ့နော် surprise တွေဘယ်နဲ့ညာနဲ့တွားခိုင်းတာတော့ပြီးတော့ခါကျဖုန်းကိုကျွန်တော်တို့ရှိတ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဟိုပေါ့နော်ဒီ surprise တွေကိုခုန်ခိုင်းတာတော့ပြီးတော့နောက်တစ်ခုကခါကျကလေးတွေကကိုယ့်အနေကို photo တွေရိုက်အတန်တွေတွင်းပြီးတော့မှကိုတိုင်းကဒီ project ထဲမှာ surprise အနေနဲ့ပါဝင်နိုင်တာတော့အဲ့ဒါမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခုကသူကဒီဘာသာစကားပေါင်း20ကျော်ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက်ဒီဘောနော်တချို့ဒီအင်္ဂလိပ်စာခက်ခဲရှိတဲ့နိုင်ငံရဲ့ကလေးတွေပါလေးလာလို့ရသေးတယ်။ Okay အဲ့ဆိုလို့ရှိရင်တော့နောက်ထပ် Auto Studio ကိုဘယ်လိုလူမျိုးတွေနဲ့တင်တော်လဲပေါ့နော်။အဲ့တော့ဘယ်လိုလူမျိုးတွေနဲ့တင်တော်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ laptop မရှိဘူးဖုန်းနဲ့ tablet ကိုပဲသုံးပြီးတော့မှကျွန်တော်ဒီ coding လုပ်ချင်တယ်ဆိုတဲ့ကလေးတွေအတွက်တင်တော်တယ်။နောက်တစ်ခုအခါကျတော့ကျွန်တော်ဒီဘောနော်ကလေးတွေကိုဒီ coding ကိုပေါ့နော်သုံးပြီးတော့မှသင်ကြားပေးခြင်းနဲ့ဆရာဆရာမရဲ့အတွက်ဆိုလို့ရှိရင်လေ့လာသင်တာဖြစ်ပါတယ်။ Auto Studio နဲ့ပတ်သက်ပြီးတော့မှ tutorial လေးကျွန်တော်လုပ်ထားတာရှိပါတယ်။အဲ့ဒါကိုကျွန်တော်ဒီ ulearningacademy.com မှာပေါ့နော်ကျွန်တော်အောက်မှာဒီ internet လိပ်စာလေးပေးထားမယ်။အဲ့ရနေပြီးတော့မှကျွန်တော်ဝင်ပြီးတော့မှအကောင့်လေးကို sign up လုပ်ပြီးတော့မှ free လေ့လာလို့ရပါပြီ။အဲ့မှာကျွန်တော် tutorial video လေးကျွန်တော်တင်ပေးထားပါတယ်။ဒီ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နာမည်အချင်းဖြစ်ပါတယ်။ကိုတင်ပိုင်းကိုသင်ကြားပေးနေတဲ့ coding instructor တယောက်ဖြစ်ပါတယ်ဗျ။နောက်တဲ့ video မှာပြန်တွေ့ပါမယ်။